မင်္ဂလာပါဆရာမရေ ငါပါဆရာ ဆရာမရဲ့နာမည်လေးသိပြစေ ဒီနာမည်တော့ရှင်းထက်မြတ်ပါ ဟုတ်ကဲ့ဆရာမဘယ်ဒေတာနဲ့လာရောက်ပြီးတက်ရောက်အောင်မြင်ခဲ့တာလဲ မင်းကတော့ရန်ကုန်တိုင်းဒေသကြီးရပါပဲ ဟုတ်ကဲ့ပါဆရာမဘယ်ပညာရပ်ကိုထူးထူးဖြင့်လေ့လာခဲ့တာလဲ PC ပေါ့နော်ခလေးသူငယ်ပြုစုဆောက်ရှောက်ရေး ဟုတ်ကဲ့ပါဆရာမဘယ်နှစ်လောက်လေ့လာရလဲ 2 နှစ်ပါ ဟုတ်ကဲ့ဒီနေ့ကဘွဲရလို့ဆိုတော့ဆရာမရဲ့ဒီချိန်ပျော်ရွှင်မှုဘယ်လောက်များဖြစ်နေမလဲ ပျော်ရွှင်မှုဆိုရင်တော့ကိုကဒီဘွဲရသွားတယ်ဆိုပေမဲ့ဆက်လက်ပြီးတော့လေ့လာဖို့လည်းလိုအပ်တယ်ပေါ့နော်ပထမတစ်ခါစတင်ပြီးဖြစ်တဲ့အတွက်ပျော်ရွှင်ရတယ်ပေါ့နော်ဗျာ ဟုတ်ကဲ့ပါဆိုတော့ကြော်ဖြတ်ခဲ့ရတဲ့နှစ်တာကာလမှာဆရာမဘယ်လိုစူးစမ်းဘယ်လိုကြော်ဖြတ်ခဲ့ရတယ်လဲ ဒီမှာကြော်ဖြတ်ခဲ့ရတဲ့အခက်အခဲဆိုရင်တော့အများကြီးရှိရပါတော့။ကိုကဆိုရင်ဤပညာပိုင်းဆိုင်ရာမှာလည်းအားနေတယ်ပေါ့နော်။ပြီးရင်ကလေးနဲ့ပတ်သက်ရင်လည်းကိုကလည်းအတွေ့အကြုံမရှိဘူးပေါ့နော်။ဒါပေမဲ့ဒီမှာဆီယမတွေကတေချာတင်ပေးတယ်တငယ်ချင်းတွေကလည်းကူညီပေးတယ်ပေါ့နော်။သူတို့ရဲ့အကူအညီတွေကြောင့်အခက်အခဲကိုကောင်းမှုစွာနဲ့ကြော်ဖြတ်နိုင်တယ်ပေါ့နော်။ ဟုတ်ကဲ့အမတ်တရများရှိလားရှိရင်လည်းပြောပြလို့ရပါတယ် တရားတွေဆိုရင်တော့အများကြီးပေါ့နော်တကယ်ချင်းနေနဲ့ဂိမ်းတွေကစားရတယ်ပြီးရင်အတန်းထဲမှာလည်း activity တွေလည်းအများကြီးလုပ်ရတယ်ပေါ့နော်အဲ့ဒါတွေကဘဝမှာအမှတ်တရပါပဲ ဟုတ်ကဲ့ကျောင်းပြီးတဲ့နောက်မှာရောဆရာမဘယ်လိုလုပ်သွားဖို့စဉ်းစားထားပါလဲ ကျောင်းပြီးတဲ့နောက်မှာဆိုရင်လောလောဆယ်တော့ကျောင်းမူဂျိုမှာဝင်တင်မယ်ပြီးရင်ဆက်လက်ပြီးတော့သင်တန်းတွေလည်းတက်ပြီးတော့လေ့လာသွားပါမယ် ဟုတ်ကဲ့ကျောင်းမှာကျန်နေခဲ့တဲ့သူတွေရောဆရာမဘယ်လိုအမှာစကားတွေပါရှင်လဲ ကျောင်းမှာကျန်နေခဲ့တဲ့လူတွေဆိုရင်တယောက်နဲ့တယောက်အချင်းချင်းနားလည်မှုပေးပါပြီးရင်ကိုခက်ခဲတဲ့အရာရှိတယ်ဆိုရင်လည်းပုံမှန်လေးလေးပြောပါလို့တယောက်နဲ့တယောက်ချီနှောင်ထားတာတွေကိုအကြာကြီးမချီနှောင်နဲ့ပေါ့နော်လူတိုင်းကတော့တယောက်နဲ့တယောက်စိတ်ဆိုးစိတ်ကောက်တာတော့ရှိပေမဲ့ကိုကချီနှောင်ထားမယ်ဆိုရင်သူများကကိုချီနှောင်အောင်ပြီးတဲ့အတွက်ကြောင့်ဘာမှမဖြစ်ဘူးပေါ့နော်ကိုရဲ့အသက်တာပဲဆိုးရုပ်တယ်ပြီးရင်ကိုပဲခက်ခဲတယ်ပေါ့နော်ကိုပဲနာကျင်ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ချီနှောင်ထားတယ်ဆိုရင်ဆွန့်လွတ်လိုက်ပါလို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါ